အခုကျွန်တော်ဒီ day 2အတွက်သင်ခန်းစာမှာပထမဆုံးကျွန်တော်ဒီ average တို့ mean တို့ median တို့နဲ့ပတ်သက်တဲ့ဟာလေးပေါ့ကျွန်တော် fruit data.xls ဆိုပြီး file လေးပေးထားတာရှိတယ်ဒီကောင်လေးကိုဖွင့်ထားပေးမယ်အဲ့ဒီကကျွန်တော် data tab ကိုသွားမယ်အဲ့တော့ banana အခုကျွန်တော်တို့ကဘာလုပ်တုံးဆိုရင်ဒီတလားတစ်နေ့လုံးမှာဇန်နဝါရီလမှာကျွန်တော်တို့ငပြောသီးကဘယ်နှလုံးရောင်းရတယ်ဘယ်နှဖီးရောင်းရတယ်ပန်းသီးဘယ်နှလုံးရောင်းရတယ်နော်ဖီးကဘယ်နှလုံးရောင်းကီဝီဘယ်နှလုံးရောင်းတယ်စတော်ဘယ်ရီဘယ်နှလုံးရောင်းရတယ်နော်ဒီဟာတွေအတွက်ကိုနောက် mode တို့ median တို့ mean တို့ mean ဆိုတာတော့ကျွန်တော်ဘာလို့ဆိုရင်အကုန်လုံးကိုဒီကောင်တွေအကုန်လုံးပေါင်းတယ်ပေါင်းပြီးတော့ရှင်ပါဆိုရင်အခုဒီမှာဆိုရင်12လရှိတယ်ကြောင့်12ရှိတယ် count ကတွဲရှိတယ် sum က364ရှိတယ်364ကိုတီးပြီးတော့စနစ်နဲ့စားတာပေါ့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်တော့ average number 1 2 3 4เนาะဒီနေရာမှာကျွန်တော်ဒီကောင်ကိုဆွဲချပြီးတော့ enter ခေါက်ချလိုက်မယ်အဲ့တော့အခုဒီမှာဒီကောင်ဒီပါလို့ဆိုရင် general မဟုတ်ကျွန်တော်ဒီကောင်ကို format တည်းအစာချိန်မိထားမယ် number တွေကအခုဒီကောင်ဘယ်နှလုံးလိုချင်တော့ဆိုရင်ကျွန်တော်တစ်လုံးเนาะတသမကိုတစ်လုံးလောက်ပဲလိုချင်တယ်ဒီမှာတစ်လုံးချပြီးထား median ဆိုတာတော့ကျွန်တော်နားလဲเนาะကျွန်တော်10ထဲမှာတော့လည်းပါတယ်ဟုတ်လားအလဲမှာရှိတဲ့ဂိမ်းကိုဒီကောင်တွေတစ်ခုချင်းဒီကိုကျွန်တော်ဥပမာသင်မို့ချင်းအသေးဆုံးကဘယ်လောက်လို့ဆိုရင်အသေးဆုံးက1သေးဆုံးကနောက်တစ်ခုက2နောက်တစ်ခုက9 8เนาะဒီလိုမျိုးနေသွားတာเนาะဒီလိုမျိုးနေသွားတဲ့ဟာကိုကျွန်တော်တို့ကအဲ့ကြလို့ရှိရင်တစ်ခုချင်းဒီလိုလိုက်ပြီးရည်နေရတော့ရှုပ်တာပေါ့အဲ့တော့ median เนาะ median function ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ဆွဲချလိုက်ပြီဆိုတာ ਨੇ အလဲရအောင်ဒီဘယ်လောက်လုံးဆိုရင်median က b2 ကနေ b ဟိုမှာဘယ်လောက်လုံးဆိုရင် median ဒီဘယ်လောက်လုံးဆိုရင်29ပေါ့เนาะ mode ကကြတော့ဘာလို့တုံးဆိုလို့ရှိရင် equal mode ကကြတော့ဘာလို့တုံးဆိုလို့ရှိရင်ထပ်တဲ့ကောင်လေးပေါ့ဟောဒီမှာရှိတယ် mode function သုံးမှာနော် mode function သုံးမှာဆိုရင် तू ကဘာလို့ဆိုရင်ထပ်နှစ်ခါထပ်တဲ့ကောင်လေးပေါ့ထပ်တဲ့ကောင်အခုဒီမှာဆိုရင်45တစ်ခါရှိတယ်45နောက်တစ်ခါရှိတယ်နှစ်ခါရှိတယ်တဲ့ကြောင့်သွားတာအဲ့တော့ mean function ကကြတော့ဘာလို့တုံးဆိုလို့ရှိရင်ကျွန်တော်ခုနကတော့ average ပေါ့ဒီကောင်အားမျိုးကျွန်တော် delete လုပ်လိုက်တယ်ဆိုရင်ဘာလို့ဆိုရင်ဒီစုစုပေါင်းကိုကျွန်တော်သူထပ်ပေါင်းတယ်ပြီးလို့ရှိရင် setting နဲ့စားမှာပေါ့เนาะဒီလိုမျိုးတွေနဲ့ဆက်သွားမှာ control set ပြန်နှိပ်လိုက်မှာအဲ့တော့ median ကတော့သူကဘာလို့ဆိုရင်ဂျားချလိုက်တယ်ပြီးလို့ရှိရင်သူကဘာလို့ဆိုရင်အလဲရကောင်ကိုပြန်ပြီးယူပြီးတယ်အဲ့တော့အခုဒီကောင်လေးဆိုရင်ကျွန်တော် channel ဒီဘက်ချမ်းကိုဆွဲပေးလိုက်မှာဒါဆိုရင်ရပြီပေါ့အဲ့တော့အခုဒီမှာဆိုလို့ရှိရင်6ကဘယ်နှခုဖြစ်နေလဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်နေဖြစ်နေအဲ့တော့ဒီလိုဟာမျိုးဆိုရင်ကျွန်တော်မှာဆိုကြပါတော့1လို့လုပ်လိုက်မှာပြောင်းလာဆိုမပြောင်းသေးဘူးနောက်တစ်ချိန်ထပ်ပြောင်းမယ်အဲ့ဒါဆိုရင်1က2ချိန်ဖြစ်နေတယ်ဗျာ6က2ချိန်ဖြစ်နေတယ်သို့တော့ तू ကနောက်ဆုံးကျွန်တော်တို့လုပ်လိုက်တဲ့ update လုပ်တဲ့ကောင်ကိုယူပြီးတယ်အဲ့တော့နောက်တစ်ချိန်သာဒီကောင်ကို1မဟုတ်တော့မှဒီကောင်ကိုကျွန်တော်ဒီကောင်ကဘာလို့ဆိုရင် unique ဖြစ်တဲ့နံပါတ်တွေပေါ့လိုက်ရေးလိုက်မယ်6ကိုလည်းကျွန်တော်ဟိုမှာ3လို့ရေးလိုက်မယ်ဒါဆိုရင် तू ဘာဖြစ်လို့ဆိုရင် NA ပေါ့ဘာလို့ဆိုရင်ထက်တဲ့ကဏ္ဍမရှိဘူးပေါ့နော်ဒါကိုပြောချင်တာmedian တော့ तू ကတော့ဂျာအလေကြတဲ့အကောင်ကို तू ပြန်ပြီးတော့ဂျာချပြီးတယ် median ချပြီးတာနော်ဒီလိုမျိုးနဲ့သွားမှာဒါမှမဟုတ်ကျွန်တော်အဲ့ဒါဆိုရင် median ဒီသူဒီပါလို့ဆိုရင်ဂျာချပြီးတော့အခုဒီမှာကျွန်တော် Excel မှာဟိုမှာသွားကြည့်လို့ရှင်လေ Excel ရဲ့ support.office.com နဲ့က Excel article တွေမှာသွားကြည့်လိုက်လို့ရှင်လေဒီ median function တို့ mode function တို့နဲ့ပတ်သက်တဲ့သူ့ရဲ့အသုံးနှုန်းတွေကိုကျွန်တော်တို့နားလည်အောင်သဘောပေါက်လိမ့်မယ်ဒါကတော့ကျွန်တော်အခုသုံးတဲ့ဟာလေးတွေကတော့ပြန်ပြီးတော့ကျွန်တော်တို့အလုပ်တွေထဲမှာသုံးတဲ့အခါကြလို့ရှင်ခုနကတော့ mean တို့เนาะဒီထပ်တဲ့ဟာမျိုးတွေဥပမာ duplicate ဖြစ်နေတဲ့အခါမျိုးတွေကျရင်ကျွန်တော်ဘာနဲ့ရှာလိုက်တယ်ဆိုရင် mode နဲ့ရှာလိုက်ပါပေါ့ mode နဲ့ရှာလိုက်တဲ့အခါမှာတော့သူတို့ကဘာလို့ဆိုရင် frequent ဖြစ်တဲ့ဟာမျိုးလိုချင်တယ် mode နဲ့ရှာမယ် duplicate ဖြစ်နေတဲ့အခါမျိုးသိချင်တဲ့အခါကျရင်လည်း mode နဲ့ရှာလိုက်ပြီးဆိုတာ ਨੇ duplicate ဖြစ်နေတဲ့အခါကဘယ်နားမှာရှိတယ်ဆိုတော့ကိုသူတန်းပြီးကိုပြပြီးတာပေါ့နော်ဒီလိုမျိုးတွေအတွက်ကိုကျွန်တော်တို့ဒီ function တွေကိုသုံးပါတာဖြစ်တယ်ပြီးရင်ကျွန်တော်နောက် function ကြရင် sum if တို့ count if တို့ average if တို့အကြောင်းကိုဆက်သွားမယ်နော်